ကိုနှစ်ချက်ပေါင်းခြင်းဒီတစ်ပါတဲ့ဒီကနေ့ကျွန်တော်တို့12နာရီ10မိနစ်မှာလက်တွက်ဆိုင်ဖြစ်တယ်နှစ်ကိုနှစ်ချက်ပေါင်းခြင်းတစ်ပါအဲ့ဒီတစ်ဒီဘယ်နေရာမှာတစ်လို့ကြပြရမလဲဆိုရင်ဟောဒီကအပိတ်နေရာမှာကျွန်တော်တို့တစ်လို့ကြပြရမှာဖြစ်ပါတယ်တဲ့နော်ဒါဆိုရင်လည်းဒီမှာရှိတဲ့ကိုတဲ့နော်ဒီကိုကိုလည်းဘယ်နေရာမှာကိုလို့ဖြစ်မလဲဆိုရင်ကျွန်တော်တို့ဒီမှာ8လို့ရှိတဲ့အတွက်ကြောင့်မို့လို့ကိုလို့ဖြစ်မယ်ဆိုလို့ရှိရင်တော့မိတ်ဆွေတို့ရေတစ်ဆိုတဲ့ထိပ်စီးနဲ့ကျွန်တော်တို့တစ်ဆိုတဲ့မှာတစ်ကွက်ကိုရရှိတာဖြစ်ပါတယ်လက်တွက်နေပေါ့နော်အဲ့တော့60လေးတစ်ကွက်ရရှိတယ်တစ်တစ်ကွက်ရရှိတယ်ကြိုက်ချင်တဲ့မိတ်ဆွေများချလို့ရပါတယ်နော်အဲ့တော့ကျွန်တော်တို့အကြိုက်ဆုံးကတော့ဟာလားခုနကဏ္ဍထဲမှာဒီမှာတစ်ကလည်းကျွန်တော်တို့ထောက်ထားချက်လေးတွေရှိနေတယ်ဆိုတဲ့အခါကျတော့41 49 40နဲ့8ဆိုပြီးတော့မှရှိခဲ့တဲ့အတွက်ကြောင့်မို့လို့နော်40နဲ့1ကိုထည့်ပြီးတော့မှ organ အနေနဲ့အသုံးချလို့ရပါတယ်ကဲအားလုံးပဲပတိသမားတွေကျွန်တော်တို့ formula ကဏ္ဍသုံးသက်ချက်နော်လေးတွေနဲ့ညှိဆုံးပြီးတော့4ပိုင်း4ပတ်တီလိုက်နေကြတဲ့မိတ်ဆွေတွေအားလုံးပဲပြုံးပျော်နိုင်ကြပါစေလို့ဆုမကောင်းတောင်းမိပါတယ်အားလုံးပဲ like and subscribe လေးတွေနှိပ်ထားပါတော့ဒါဆိုရင်ကျွန်တော်တို့နောက်ကိုပုံမှန်တယောက်နဲ့တယောက်ကြည့်သွားလို့ရပြီပေါ့ဟုတ်လားကဲဟုတ်ပြီကဏ္ဍလေးတွေလည်းပြီးခဲ့ပြီနော်ကိုပိတ်2ကြိမ်ပြခဲ့လို့ရှိရင်တော့4ပိုင်း4ပတ်တီတဲ့အခု6 3လုံးအပိတ်ထောင်ပြီးတော့ရိုက်ထားတယ်ဆိုတော့ကျွန်တော်တို့4တလုံးမပြောက် formula နဲ့4ပိုင်း4ပတ်တီကို special ကင်လိုက်တော့မယ်ပေါ့နော်ကင်အားလုံးပဲဘိုင်ဘိုင်မှာကိုလက်ပါအဆင်ပြေကံကောင်းကြပါစေလို့ဆုမကောင်းတောင်းမိပါတယ်ဟုတ်လားတော့ကြတချို့ကမယုံမှဖြစ်နေအောင်မယ်ပေါ့နော်ဟုတ်လားရွှေတိုးမဟာစစ်ပါပဲဂရု3ပွဲရှိတယ်နော်ကျွန်တော်တို့ဂရု3ပွဲရှိပါတယ် GP3 နော် GP3 ဟုတ်လား GP3 ဒီမှာတော့လူဟောင်း2ပွဲနော်လူဟောင်း2ပွဲဖြစ်ပါတယ်လူဟောင်း2ပွဲဖြစ်ပါတယ်ဒါကိုကြည့်ပြအားဖြင့်ဒါမိတ်ဆွေတို့ကျွန်တော်မှန်းသိရလိမ့်မယ်ပေါ့နော်ဟာလားဂရု3ပွဲရှိပါတယ်ဖုန်းမစိတ်သမားမပါတယ်လီဂရမ်သမားမပါပေါ့နော်ဟာလားရွှေတိုးမဟာစစ်ပါကြည့်မရောပါအောင်နော်ကိုင်အားလုံးကျွန်တော်တို့ like နေကြတဲ့ပတ်တီနော်special ထွက်ရှိပါစေလို့ဆုမကောင်းတောင်းမိခဲ့ပါတယ် like and subscribe လေးတွေနှိပ်ထားကြပါဗျာနော် like ပွင့်သွားပြီ like လွှင့်လို့ရပြီဆိုရင်တော့ပုံမှန်ကျွန်တော်တို့လေပတ်လို့ရပြီဟုတ်လားကဲအားလုံးကိုလက်ပါဗျာ